ဂျပန်ဝန်ကြီးချုပ်တယောက်ရဲ့စကားတခွန်းကနေစလိုက်တဲ့နိုင်ငံတကာအရေးအခင်းကြီးတစ်ခုအကြောင်းပြောပြခြင်းပါတယ်။ဂျပန်နဲ့ချုပ်ကြတာဒီပြဿနာဘယ်လိုဖြစ်လာလဲ။အခြေအနေကဘယ်လောက်ထိစိုးနေပြီလဲဆိုတာကိုတစ်ချက်ချင်းစီကြည့်သွားကြရအောင်။ဒါကတော့တန်တမန်တယောက်ရဲ့ပါစာကထွက်လာတဲ့စကားလို့တော့မထင်ရလောက်အောင်ပါပဲ။ဒီလိုမျိုးပြင်းထန်တဲ့ချိန်ချောက်မှုကတရုတ်အရာရှိတယောက်စီကတိုက်ရိုက်ထွက်လာတာဆိုတော့ဂျပန်နဲ့တရုတ်ကြားကဆက်ဆံရေးဘယ်လောက်တောင်အခြေအနေစိုးနေပြီလဲဆိုတာကိုအတိုင်းတိုင်းမြင်သာစေပါတယ်။ဒါဟာတကယ်ကိုပဲနှစ်နိုင်ငံကြားမှာနှစ်ပေါင်းများစွာအတွင်းအပြင်းထန်ဆုံးတင်းမာမှုတစ်ခုဖြစ်လာခဲ့တာပါ။ဟုတ်ပြီဒီလောက်ထိဖြစ်သွားရတဲ့အဓိကဇက်မြူကိုပြန်ကြည့်ဖို့ဆိုရင်အားလုံးကဂျပန်လက်တိုထဲမှာပြောခဲ့တဲ့စကားတစ်ခုကနေစခဲ့ရတာအဲ့ဒီနေရာကနေပဲပြန်ပြီးချီရခံလိုက်ကြည့်ကြရအောင်ဒီပြဿနာရဲ့အဓိကဇက်တောင်လို့ပြောရမှာကတော့ဂျပန်ရဲ့ဝန်ကြီးချုပ်အသက်ချီတဲ့ဆန်နီထာကာအီချီပါပဲလွတ်တော်တွေကတာမန်မေဝတ်တစ်ခုကိုဖြီလိုက်တာကနေဒီလောက်ကြီးမားရဲ့တန်တမလေးရမုန်တိုင်းကြီးဘလူးထလာရလေဆိုတာကြည့်လိုက်ရအောင်အခုပြထားတဲ့ဝန်ကြီးချုပ်တကိုက်ချီရဲ့စကားကိုဒေတာကြည့်လိုက်ပါဒီမှာတိထားမှာကသူသုံးထားတဲ့အသုံးအနှုန်းပါဒါကလွတ်တော်ထဲမှာအမတ်တမဲ့ပြောလိုက်တဲ့စကားမျိုးမဟုတ်ပါဘူးတိတာတဲ့ဥပဒေရေးရအသေးပဲဖွင့်ဆိုချက်တစ်ခုကိုရည်ရပြီးထည့်ပြောထားတာဖြစ်ပါတယ်အဲ့ဒီ survival threatening situation ဆိုတဲ့အသွင်လုံးကဘာကိုဆိုလိုတယ်လဲဆိုတော့ဒါကဂျပန်ရဲ့နှစ်ခြားစနာလုံခြုံရေးဥပဒေမှာပါတဲ့အသေးပဲဖွင့်ဆိုချက်တစ်ခုပါဆိုလိုတာကမိဖက်နိုင်ငံတစ်ခုကိုတိုက်ခိုက်တာကဂျပန်နိုင်ငံရဲ့ရှင်သန်ရပ်တည်မှုကိုပါချင်းချောက်လာပြီးဆိုရင်စူပန်းကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဂျပန်ကစီးရဲရပါဝင်ဆောင်ရွက်ခွင့်ရှိသွားတယ်ဆိုတဲ့အသေးပဲပါဒီနေရာမှာအရေးကြီးတာကဘာလဲဆိုတော့ဝန်ကြီးချုပ်ထာကာအီချီဟာထိုင်ဝမ်ရဲ့ကိုဒီဥပဒေနဲ့ပထမဆုံးအကြိမ်ချိတ်ဆက်ပြောဆိုလိုက်တဲ့လက်ရှိဝန်ကြီးချုပ်ဖြစ်သွားတာပါပဲပေဂျင်နာတော့ဟာသူတို့သတ်မှတ်ထားတဲ့ red line ကိုကျော်လာတာနဲ့အတူတူပါပဲပေချင်းရဲ့တုံးမှန်မှုကတော့လုံးဝကိုချက်ချင်းပါပဲအချိန်မဆွဲပဲကနာပေါင်းဆောင်ကနေတပြားနေနဲ့ထဲဖိအားပေးတဲ့သတင်းစကားကိုပြင်းပြင်းထန်ထန်ပို့လွှတ်လိုက်ပါတယ်ဒီ timeline ကိုကြည့်လိုက်ရင်အခြေအနေတွေဘလောက်မြန်မြန်တင်းမာသွားတယ်ဆိုတာတွေ့ရပါလိမ့်မယ်နိုဝင်ဘာ9ရက်နေ့မှာဝန်ကြီးချုပ်ကမှတ်ချက်ပေးတယ်နောက်ရက်ပိုင်းတွေမှာပဲဂျီယိုတန်နမန်ကချင်းချောက်တယ်နှစ်နိုင်ငံလုံးကတန်မတ်တီကိုအပြန်အလှန်ဆင့်ခေါ်ကြတယ်တနင်္ဂနွေနေ့ကျတော့လက်နက်တပ်ဆင်ထားတဲ့ဂျီယိုကန်ချေစုံတင်ပေါ်လေးစင်းကအငင်းပွားနေတဲ့ဂျွန်နီနာမှာကင်းလက်တယ်စနေနေ့မှာတော့ထိုင်းဝမ်နာကဂျပန်ဂျွန်နာမှာဂျီယိုဒရွန်လို့ယူဆရတာကိုတွေ့လို့ဂျပန်ဂျက်တိုက်လီယဉ်တွေချက်ပြန်တက်ရတယ်တောကြနေရောက်တော့ဂျီယိုကဂျပန်ကိုပြင်းပြင်းထန်ထန်ချီမွန်းခံရမယ်ဆိုပြီးတရားဝင်တတိပေးတဲ့အထိပါပဲရပိုင်းလေးအတွင်းမှာစကားတွေကနေစီရေးရာကြက်သားပြတဲ့စင်ကိုရောက်တော့တာပါတရုတ်ရဲ့တွန်းပြန်မှုကစီရေးနဲ့တန်တမန်ရေးရမှာမရမ်းမနေခဲ့ပါဘူးသူတို့ရဲ့အဓိကအားသာချက်ဖြစ်ချက်စီးပွားရေးကိုလည်းလက်နက်တစ်ခုလိုအသုံးပြုပြီးဂျပန်ကိုဖိအားပေးလာပါတယ်ဒါကတော့တော်တော်လေးပြင်းတဲ့ထူးနှက်ချက်ပါပဲဂျပန်ကတင်ပို့တဲ့ပင်လယ်စာအားလုံးကိုလုံးဝတင်သွင်းခွင့်ပိတ်ပင်လိုက်ပါတယ်ဒီလိုရက်က2023တုန်းကပိတ်ပင်မှုကနေနာလန်တူဖို့စ조사နေတဲ့ဂျပန်ရဲ့အထိခိုက်မခံတဲ့စီးပွားရေးကဏ္ဍတစ်ခုကိုတမင်တကာပြစ်မှတ်ထားလိုက်တာပါပဲဒီပိတ်ပင်မှုကဘယ်လောက်ဒီတက်လောက်မှုရှိလဲဆိုတာမို့ဒီကိန်းဂဏန်းတွေကတသက်ပလာနေတာတဲ့ဂျပန်ရဲ့ဘယ်လန်စာလုံကန်းကဒေါ်လာ52ဘီလီယံတန်ဖိုးရှိပြီးအဲ့ဒီထဲက20-25ပေါင်လောက်ဒါမှမဟုတ်4ပုံ1ပုံလောက်ကကျွတ်စေးခွဲကုန်းပြီးကိုနေရတာပါအထူးသဖြင့်စေးကြီးရဲ့ကုန်း scallops နဲ့ပလင်မြော့ sea cucumbers လိုမျိုးပေါ့ဒါကြောင့်ဒီပိတ်ပင်မှုကတိတိကျကျပြတ်မှတ်ထားတဲ့စီးပွားရေးတိုက်ခိုက်မှုတစ်ခုဖြစ်ပြီးဂျပန်တန်ငါတည်တဲ့အတွက်ကြီးကျယ်နေတာစေခဲ့ပါတယ်ဒါပေမဲ့ထိခိုက်မှုကပင်လယ်စာမှာပဲရပ်မနေပါဘူးနောက်တစ်ခုကခရီးသွားလုပ်ငန်းမှာ2025ခုနှစ်ပထမ6လမှာပဲဂျပန်ကိုလာလေတဲ့ကျုပ်ခရီးသွားရေးအတွက်က9.1တန်းရှိခဲ့ပါတယ်ဒါဟာဘယ်နိုင်ငံကထပ်မဆိုအများဆုံးအရေးအတွက်ပါအခုကျုပ်အစိုးရကဂျပန်ကိုခရီးမသွားဖို့တတိပေးချက်ထုတ်လိုက်တော့ဂျပန်ရဲ့ခရီးသွားလုပ်ငန်းနဲ့လက်လိဆိုင်တွေအတွက်အရေးပါတဲ့ဝင်ငွေရင်းမြစ်ကြီးကိုတိုက်ရိုက်ချင်းချောက်လိုက်တယ်လို့ပါပဲဒီအချိုးဆက်တွေကိုချက်ချင်းပဲနေရာအနှံ့မှာတွေ့လာရပါတယ်ဂျပန်ရဲ့နာမည်ကြီးအလောက်ကုန်ကုမ္ပဏီရှီစီတို့ရဲ့ဈေးကွက်တန်ကို 9% ကျသွားတယ်မီဆူကိုရှိလိုကုန်တိုက်ကြီးတွေရဲ့ share ဈေးက 17.3% အထိထိုးကျသွားတယ်ဂျပန်အနီမေရုပ်ရှင်အနည်းဆုံးနှစ်ကတရုတ်မှာပြမဲ့စီစဉ်တွေရပ်ဆိုင်းခံလိုက်ရတယ်ပြီးတော့တရုတ်အစိုးရပိုင်ကုမ္ပဏီတွေကသူတို့ဝန်ထမ်းတွေကိုဂျပန်ကိုခီးမသွားဖို့အကြံပေးတာတွေအထီးပါပဲဒါကနိုင်မန်နှစ်ခုရဲ့စီးပွားရေးဘလောက်တောင်နည်းနည်းရှိုင်းရှိုင်းချိတ်ဆက်နေတယ်လေဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါပဲကဲဒီတော့ထိပြင်းပြင်းထန်ထန်မလို့တုံ့ပြန်ရလေအဖြေကဝန်ကြီးချုပ်ရဲ့မှတ်ချက်တစ်ခုတည်းကြောင့်မဟုတ်ပါဘူးဒါကပေဂျင်အထရသမိုင်းကြောင်းအရာရောမဟာဗျူဟာရပါအရန်ကိုအထီးမခံတဲ့အကြောင်းအရာကြီးကိုသွားပြီးထိမိသွားလို့ပါပဲဒီနေရာမှာနှစ်ဖက်ရဲ့အမြင်ဘလောက်ကွာလဲဆိုတာကိုကြည့်လို့ရပါတယ်ဂျပန်ဘက်ကတော့ဒါဟာသူတို့ရဲ့လက်ရှိမူဝါဒကင်းนี้တွေးဖီးသွားတာဘာမှမရှိဘူးလို့ပြောပြီးအခြေအနေကိုပြင်ငင်းအောင်လုပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့
မှတ်ချက်ကိုတော့ပြန်ရုပ်သိမ်းတာမျိုးမလုပ်ခဲ့ပါဘူးတရုတ်ဘက်ကတော့ဒါကို red line ကိုစမ်းသပ်တဲ့အရှိန်မြတ်တင်မှုတစ်ခုဖြစ်ရှုမြင်ပါတယ်ဂျပန်ကစစ်ဝါဒီစစ်တပ်ကိုပြန်နူးပြီးစစ်ပီးခစ်ငင်းချမ်းရေးမူဝါဒတွေကိုဆွတ်လွတ်ဖို့ကြိုးစားနေတယ်လို့ဆွဆွဲပါတယ်ဒီလိုအခြေခံကြတဲ့အမြင်ကွက်လက်မျိုးကပဲပြဿနာရဲ့အထူးကအရင်းမြစ်ဖြစ်နေတာပါလေးလာသုံးသပ်သူတွေကတော့ဒီကိစ္စဒီလောက်ပေါက်ကွဲသွားရတဲ့အကြောင်းရင်းတွေကိုဒီလိုထောက်ပြကြပါတယ်။တမိုင်းကိုပြန်ကြည့်ရင်ထိုင်ဝမ်ဟာဂျပန်ရဲ့ကိုလိုနီဖြစ်ခဲ့ဦးတယ်။အခုဒီပြဿနာဖြစ်နေတဲ့အချိန်ကဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနဲ့80ပြည့်အထိမ်းအမှတ်ကာလနဲ့လည်းတိုက်ဆိုင်နေတယ်။မဟာဗျူဟာရကြည့်ရင်လည်းထိုင်ဝမ်ဟာတရုတ်ကိုထိန်းချုပ်ထားတဲ့ပထမကျွန်းဆက်ရဲ့အရေးကြီးတဲ့အစိပ်ပိုက်တစ်ခုပါ။တကယ်လို့တရုတ်ကထိုင်ဝမ်ကိုထိန်းချုပ်နိုင်သွားရင်ဂျပန်ရဲ့အသက်သွေးကြောဖြစ်တဲ့ပင်လယ်ရေကျွန်းကွန်သွေရေးလမ်းကြောင်းတွေကိုချင်းချုပ်လာနိုင်ပါတယ်။ဒီလိုသမိုင်းနောက်ခံတဲ့ခေတ်သစ်မဟာဗျူဟာကြအရေးပေါင်းမှုတွေပေါင်းဆက်သွားတဲ့အတွက်ဝန်ကြီးချုပ်တခိုင်ချီရဲ့စကားတွေကဒီလောက်အထိအားပြင်းသွားတာဖြစ်ပါတယ်။ဆိုတော့အခုအချိန်ကဘလို့ဆက်ဖြစ်မလဲ။တင်မာမှုတွေလျှော့ချဖို့စူးစမ်းနေကြပေမဲ့လည်းနှစ်နိုင်ငံရဲ့ဆက်ဆံရေးကတော့တားသွားဖို့လမ်းလျှောက်နေရတယ်လို့မျိုးအန်ဒီအများရဲ့ခြေနေမှာပဲရှိနေတော့မှာပဲ။ လက်ရှိတန်တမန်ရေးရအခြေအနေတွေကတော့ဒီလိုတောင်းမတင်ရေမကြဖြစ်နေပါတယ်ဂျပန်ဘက်ကတန်တမန်ရရှိကြီးကအုပ်ကိုပေးခြင်းလွတ်ပြီးအခြေအနေကိုပြင်ရင်းအောင်လုပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တရုတ်ဘက်ကတော့ရှင်းရှင်းလင်းလင်းတောင်းဆိုပါတယ်အဲ့ဒီမှားယွင်းတဲ့မှတ်ချက်စကားကိုချက်ချင်းပြန်ရုပ်သိမ်းပါနဲ့ကိုပြန်သုံးတတ်ပါပြီးတော့လမ်းကြောင်းပြောင်းပါတယ်ဂျပန်ကတောင်းပန်မှုစန္ဒမရှိဘူးတရုတ်ကလည်းလုံးဝအယောင်မပေးဘူးဆိုတော့အကြက်အတဲကဆက်ပြီးရှိနေတာပေါ့ဒီကြတဲ့လာနိုင်ငံနှစ်ခုရဲ့ဆက်ဆံရေးမှာထိတ်တိုက်ရင်ဆိုင်မှုတွေပေါ်များလာတဲ့ခေတ်တစ်ခုစတင်လိုက်ပြီဆိုတာကိုညွှန်ပြနေပါတယ်။ဒါကအရေးကြီးမေးခွန်းတစ်ခုကိုလည်းမေးလိုက်တာပါပဲ။ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတွေထဲကနှစ်နိုင်ငံရဲ့မဟာဗျူဟာကျအကျိုးစီးပွားတွေထိတ်တိုက်တုံမိတဲ့အခါသူတို့ကိုချီနှောင်ထားတဲ့စီးပွားရေးဆိုင်ရာအပြာလမ်းမီခုံမှုတွေကဒီတင်းမာမှုကိုထိန်းထားနိုင်တဲ့ break တစ်ခုဖြစ်နိုင်မှာအောင်မလား။ဒါမှမဟုတ်ဒီဆက်ဆံရေးကြိုးတွေကတစ်ချက်တည်းနဲ့ပြတ်တောက်သွားနိုင်မလား။အဖြေကတော့ဒေသတွင်းရဲ့အနာဂတ်တစ်ခုလုံးကိုပုံဖော်ပြသွားမှာအတေးကြပါပဲ။